ဒီနေ့ကတော့ instant V2 run မှာပဲဖြစ်ပါတယ်အမှန်တိုင်းပြောရင်ကျွန်တော်ဒီ channel မှာ gaming နဲ့ပတ်သက်တာမတင်ဖို့တော့အစီအစဉ်ရှိပေမဲ့ gaming ပဲတင်လာတဲ့အတွက်ကြောင့်တခြားဘက်ကိုပြောင်းဖို့ဆိုတာလည်းနည်းခဲရင်ပါတယ်လိုအပ်တဲ့အချက်တွေကတော့ပထမဆုံးအနေနဲ့ဒီ mentioner ဘဲကြီးကိုစကားလာပြောရမှာဖြစ်ပါတယ်လူကြီးများအနည်းဆုံးကျွန်တော် level 1800ရှိတင်ပြီးတော့ belly 9တန်းရှိတင်တယ်ပေါ့ဗျာအဲ့တော့ပထမဆုံးအနေနဲ့ quest ကတော့ NPC ကောင်90ကိုကျွန်တော်အရင်တက်ရမှာပဲဖြစ်ပါတယ်ဒါပြီးသွားမှကျွန်တော်တို့ခဏက Captain Elephant ကိုပြန်တက်ရမှာပေါ့နော်အဲ့တော့ quest တွေအားလုံးကတော့ခဏကဘေးရှိမှာနောက်တစ်ခါကျွန်တော်တို့တစ်ခုပြီးတွားယူလို့ရပါတယ် quest မှာပါပဲနဲ့တော့မတက်နဲ့ပေါ့နော်အလကားဖြစ်တော့ပါလိမ့်မယ်ခုကတော့ဒုတိယ quest အနေနဲ့ Captain Elephant ကိုပြင်းမှာပဲဖြစ်ပါတယ် Oh no Captain Elephant နဲ့ကောင်းနေပါတော့တရှုံးလို့မရအောင်ကိုယ်မှာဓာတ်တွေပါရတယ် Okay ပြီးသွားပြီCaptain Elephant ကိုရပြီဆိုတာနဲ့ကျွန်တော်ဒီနေရာလေးကိုထပ်သွားရမယ်ပေါ့နော်မတွားခင်မှာ NPC ခဏက NPC ကိုစကားတော့ပြောပြီးရတယ်ဒီနေရာကိုထပ်လာပေါ့နော်ဒါကတော့ကျွန်တော်လေးဝက်နေရာပေါ့ဒီလေးဝက်နေရာတော့ကျွန်တော် mansion ရဲ့တဲ့မှာရှိတယ်မိုရဲ့အနောက်နားမှာရှိပါတယ်အဲ့ထဲဝင်တော့ကနေဒီရဲ့ chest လေးတွေ့ပြီးတော့ဒီအုတ်ထုပ်လေးပါရမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော် quest တစ်ခုပြီးပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒီရဲ့ pineapple လာပါလေအဲ့နားမှာရှိတဲ့hungry bay ကိုကျွန်တော်တို့စကားတော့ပြောရမှာဖြစ်ပါတယ်အဲ့တော့ hungry bay ကအဓိကအဖြစ်ပါရှာခိုင်းမလဲဆိုတော့ခင်ဗျားကိုသူစားဖို့အတွက်အတီးတွေပါရှာခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့အတီးရှာမယ့်နေရာနည်းနည်းလေးတော့ခက်တယ်အဲ့တော့ပါစိန်ဘူကနေကျွန်တော်နေရာကတော့အတေးစိတ်ကတော့လိုက်ပြပေးမယ်โอเคကျွန်တော်ဒီကရှာမှာအတီးက3လုံးကွာအတီးတစ်လုံးချင်းစီက15မိနစ်တခါ spawn နေပေါ့နော်ပထမဆုံးနေရာတော့ဒီရဲ့ floating တိုက်တဲ့ရဲ့တောင်ပေါ်တနေရာမှာဖြစ်ပါတယ်အခုကတော့မ spawn ဆိုတော့ကျွန်တော်ကြံတဲ့နေရာတွားမယ်ပေါ့နော်15မိနစ်ကြာမှပြန်လာမယ်အဲ့တော့အခုလောဆရာကျွန်တော်တို့great tree ကိုတွားမယ် great tree နားမှာလည်းနောက်တစ်တီရှိရပေါ့နော်အဲ့တော့ဒီမှာတီးရမှာခင်ဗျာနည်းနည်းမြန်တဲ့အတီးလေးတွေစားတိုင်းပိုကောင်းတယ် portal တို့ပြောရမယ်ဆိုရင် light fruit တော့အဲ့အလေးဆိုရင်ပိုကောင်းတယ်ပေါ့နော်တွားရလာရအဆင်ပြေရယ်ဗုဒ္ဓအိုင်နဲ့ဆိုတော့တွားနေရနည်းနည်းတော့ကြာရယ်ပေါ့နော်အဲ့တော့ great tree ရဲ့ညာဘက်မှာရှိတဲ့တောင်ပေါ်မှာပဲဖြစ်ပါတယ်တောင်ကတော့အများကြီးမရှိဘူးပေါ့နော်နည်းနည်းပဲရှိရတဲ့အတွက်ကြောင့်တောင်ချင်းစီလိုက်စစ်လိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီမှာတွေ့ဒီမှာပန်းတီးရမှာပဲဖြစ်ပါတယ်ဒီမှာပန်းတီးပါနည်းနည်းမောင်နေတော့မတွေ့ရဘူးပေါ့နော်အရင်အဲ့ဒီမှာပန်းတီးရမှာပဲဖြစ်ပါတယ်ပန်းတီးအောင်ပြည့်ရအောင်ငါပြောင်းနေပြောနေတာ banana ရမှာပဲဖြစ်ပါတယ်တော့ရှာရှည်ပြီးတော့ NPC တက်ပြီးတော့မကောင်းတော့အဖြစ်ကျွန်တော်ရှော့ရခဲ့ပါတယ်ရှော့ရပြီဆိုတော့ကျွန်တော်ရှိမှာ banana မရှိတော့ပါဘူးအဲ့တော့အစနေပြန်စားရမှာပေါ့ဗျာတေးလို့မရဘူးပေါ့ဗျာကဲတော့အခုလောဆယ်ကျွန်တော်တို့စာပါပြန်ဟော့ပြီးတော့ထက်ရှာမှာပဲဖြစ်ပါတယ်အဓိကအဖြစ်တီးရမှာပေါလီဟိုင်တာတွေ NPC ကြောင့်တေသွားတာတခုကြောင့်ရင်းနေပြီးတေသွားတယ်လုံးလို့မရဘူးပေါ့နော်အဲ့ဒါဆိုကိုရှာထားတယ်လကားဖြစ်တော့မှာပါအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီရဲ့ခဏကကျွန်တော်ရှာခဲ့တဲ့နေရာမှာထပ်ပြီးတော့15မိနစ်ပြန်စောင့်မှာပဲဖြစ်ပါတယ်အဲ့တော့15မိနစ်စောင့်မယ်ပေါ့နော်15မိနစ်စောင့်နေနဲ့ကျွန်တော်ဒီရဲ့မြေပုံတွေပါလိုက်ပြီးတော့ကြည့်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တက်စီရောက်ထားတာမကြသေးဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်ကျုံးဘက်မှာရှိလဲဆိုတော့ကျွန်တော်တိတ်ပြီးမတီးဘူးပေါ့နော်။ Oh no banana yes let's go နောက်ဆုံးတော့ကျွန်တော်ငါပြောဒီထိုက်ရပြီဖြစ်ပါတယ်ကျွန်တော်တက်တေလို့မရတော့ဒီကြားထဲမှာ bounty hunter တွေ့နေကျွန်တော်ပြေးရမှာအဲ့တော့ကျွန်တော် teleport လိုက်တော့မယ်။တော့ okay အဲ့တော့ကျွန်တော်အဲ့ရဲ့ sea castle နားမှာကျွန်တော်လာပြင်းတဲ့ဘေးကြီးလေးရှိပါတယ်။ရမလုပ်ပါနဲ့ဗျာကျွန်တော်တောက်ပါလေမလုပ်ပါနဲ့ကျွန်တော်ခုမှငပြောလေးရတာပါဗျာမလုပ်ပါနဲ့ဆေးကလာသွားပြီးတော့အကြမ်းမှာစိုးတာကျွန်တော်ပြင်းရင်ပြေးလို့ရရပါတော့ဘာဖြစ်သွားလဲဆိုတော့ပြန်တော့ပဲကြည့်လိုက်တော့ဗျာဟုတ်ပါတယ် line လက်တော့ပဲဖြစ်ပါတယ်เนาะ line လက်တော့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးသွားပါပြီငါပြောလေးလေးเนาะ15မိနစ်တော့ချိန်ကုန်ကန်ပြီးတော့စောင့်လိုက်ရတယ်ကဲတော့ထုံးစံတိုင်းပဲအစအနေပြန်ပြီးလောက်ရတော့မယ်ပေါ့ဗျာအဲ့တော့ခင်ဗျားတို့လည်းတီးရမှာတခုကပေါလီယန်တာတွေနဲ့ဝေးရှောင်းတိတ်လို့မရဘူးပေါ့နော်အဲ့တော့အခု server ဟော့ပြီးတော့ဒီရဲ့ floating ထိုက်တဲ့နေရာတနေရာခဏကပထမဆုံးပြတဲ့နေရာကိုကျွန်တော်ထပ်ရောက်ရှိလာပြီပဲဖြစ်ပါတယ်အဲ့မှာလည်းအတီးမတွေ့သေးဘူးပေါ့နော်စောင့်ရမယ်နဲ့တူတယ်တွေ့ပြီပန်ဒီလေးတွေ့ပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တစ်လုံးရပြီပဲဖြစ်ပါတယ်နောက်လည်းနှလုံးကြံနေရပါတော့Okay အခုကတော့ကျွန်တော်တို့ဘယ်သွားမလဲဆိုတော့ခဏနေရာ Great Tree ကိုပြန်သွားမယ် Great Tree မှာကျွန်တော်တို့ကံကောင်းစွာဖြစ်ငပြောဒီလေးကိုထပ်တွေ့ခဲ့ပါတယ်ငပြောဒီတွေ့ပြီငပြောဒီရပြီဆိုရင်ကျွန်တော်နောက်တဲ့နေရာတော့ Port Town ပေါ့နော်ကျွန်တော်တို့တက်စီကိုရောက်ချင်းနေရာကိုကျွန်တော်ထပ်သွားမှာပါအဲ့မှာကျတော့ကျွန်တော်တို့နက်ဒီကိုရရှိမှာပဲဖြစ်ပါတယ်အဲ့3ခုရသွားရင်တော့ okay ပါပြီပေါ့နော်ကဲတော့လေးနဲ့ပဲတွားရမှာကွာဒီကြားမှာငါ့မတက်ပါစေနဲ့လို့ဆုတောင်းအောင်ပါပေါ့နော်ဟောဒီလာဟန်လို့ကတော့လစ်ပြီဗျာဖော်ထောင်ရောက်ပြီဖော်ထောင်ရဲ့ဒီရဲ့ဈေးနေရာလေးမှာပေါ့နော်ပြောရမယ်ဆိုရင်
ဖော့ထောင်းရဲ့ဈေးတန်းတွေရှိရပေါ့နော်ပြောမယ်ဆိုဒီလိုဆိုင်အစုပ်လေးတွေနာကြားထဲမှာကျွန်တော်ရှိရပေါ့နော်နည်းနည်းတီရှိနည်းနည်းတီလိုက်ရှာမယ်ပေါ့အဲ့တော့ကျွန်တော်နည်းနည်းတီလိုက်ရှာမယ်ရှိတော့ရှိပါတယ်တနေရာနားမှာပေါ့နော်ရှာလိုက်ပါကဲရှာလို့မတွေ့ရင်လည်းကျွန်တော်15မိနစ်လောက်ကတော့စောင့်လိုက်ပေါ့နော် NPC လေးပါတွေတက်ပြီးစောင့်လိုက်ပါအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တွေ့ရတော့ဒီရဲ့နေရာမှာတွေ့ပါတယ်တယောက်နဲ့တွေ့တဲ့နေရာတော့မတူတော့ဘူးနဲ့တူတယ်ဗျဒါပေမဲ့ဒီနေရာလေးကိုတော့လိုက်ပြီးတော့ကြည့်ဖို့တော့ကျွန်တော် recommend ပေးတင်ပါတယ်အဲ့ပြီးရတယ်ကျွန်တော်ဘာလုပ်လဲဆိုတော့မြေပုံတစ်ချက်ပြန်ကြည့်ရပါတယ်ဗျာကျွန်တော်ဘယ်တော့မှမလဲဆိုတော့ကျွန်တော်နည်းမေ့ပါလို့ပေါ့နော် Okay floating တိုက်တယ်ကိုလေ့မှာပဲဖြစ်ပါတယ် floating ထပ်တယ်ပြောပါဘယ်တိုက်တယ်လဲငါလဲအဲ့တော့လေ့မယ် Okay floating တိုက်တယ်ရဲ့ဒီရဲ့ mansion မှာရှိတယ်ဒီရဲ့ဘေးကြီးကိုစကားထပ်ပြောပြီးတော့သူကဘာပေးမလဲဆိုတော့ဒီရဲ့ခွက်လေးပေးမှာပဲဖြစ်ပါတယ်เนาะဒီခွက်လေးကိုရဖို့တော့ကျွန်တော် server 3ကလောက်ဟော့ပြီးတော့တနားရီနီးပါးအချိန်ပေးလိုက်ရတာပဲဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကတော့နိုင်ခွက်လဲလုံနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲ့တော့အခုလောဆရာတော့ခဏက hungry day မဟုတ်ပါ hungry bay ရှိရကျွန်တော်ထပ်ပြီးတော့လေ့ရမှာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်စိုးတာ energy လဲကုန်နေရယ်ဘေးနားမှာ voter user တယောက်လဲတွေ့ရဆိုတော့ဟာတွားပြီပေါ့ငါ့ကိုလာပြီးတော့ဟန်တော့မယ်ပေါ့ကျွန်တော်နည်းနည်းလေးပုံရတယ်ပေါ့နော်ပုံတာ instant အနေနဲ့ဘာနဲ့ကြည့်ရင်တော့မြင်ရမှာပေါ့ဗျာကျွန်တော်အရန်ကိုကတ်လာကျွန်တော်ဖင်နေရည်နေပါတုံသွားတယ်ဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘောင်ဖွင့်ပြီးတော့ချားမယ်လို့စီစဉ်လိုက်တဲ့အချိန်မှာသူ trap ပြေးသွားရပေါ့နော် trap ပြေးသွားလားကျွန်တော်မမြင်တာလားကျွန်တော်လည်းမသိပါဘူးထားလိုက်ပါတော့ကန်ကောင်းတာပေါ့ဗျာဒီဘေးကြီးကိုကျွန်တော်တို့ဒီရဲ့ခွက်လေးချွေးလိုက်မယ်နော်စားလိုက်တော့ညီလေးdelicious သူကကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်ဘာပြန်ပေးမလဲဆိုတော့ပြန်ပေးတာမဟုတ်ပါဘူးကျွန်တော်ရောင်းပေးတာပေါ့နော်5 million belly နဲ့ instant v2 ကိုသူကပြန်ပြီးတော့ရောင်းပေးရပေါ့နော်သူ့ကိုအဲ့လိုကျွေးမှသူကပြန်ရောင်းပေးတာပါနော်ဒါတော့ instant v2 ရဲ့ quality ပဲဖြစ်ပါတယ်ပြီးကြတော့ဒီဟာကတော့ကျွန်တော် instant v1 quality ပေါ့နော်ဒါ v2 ဒါ v1 နည်းနည်းမွဲတယ်ပေါ့နော်အဲ့တော့ဒါ v2 ဆိုတော့ပို့ပြီးတော့ကြည်သွားတာပေါ့နော်ဝေါလုံးဝကြည်သွားကြည်လင်ပြတ်သားပါကျွန်တော်ပိုကောင်းတာကျွန်တော်10% cool down လဲရော့တယ်ပြီးကြတော့တခြား ability တွေလည်းရှိရပါတော့ဒီမှာသူများ enemy တွေရဲ့ item တွေမြင်ရတာတော့ပါတော့အဲ့ဒါတော်တော်လေးကောင်းတယ်သူတို့ရဲ့ level တွေသူတို့ရဲ့တခြား information လေးတွေကိုကြည့်လို့ရပါပေါ့နော်လောမိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ video ဒီလောက်ပါပဲလူကြီးမင်းတို့လည်းရှာနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီကြားထဲမှာ show ဝိုင်းလည်းကျွန်တော်လည်းမတက်နိုင်ပါတော့နောက်တစ်ခါပြန်စူးစမ်းပါ show နဲ့စူးစမ်းပါနော်အဲ့တော့အခုကတော့ကျွန်တော်သူများရဲ့ item တွေလည်းမြင်ရပြီကျွန်တော်ပို့ပြီးတော့လည်းကြည်သွားပြီပေါ့နော် instant ဖွင့်ထားမှန်းတော့မတည်ဘူးတခါကြိုင်အဲ့တော့နောက်တဲ့ video တွေမှာထပ်ပြီးတွေ့ကြပါမယ် gamer တို့ကြီးအဲ့တော့ iPhone ပါ